ဘိုင်ရိုရဲ့အီနူယာရှာစကင်အင်ထရိုအနီမေးရှင်းမှာအီနူယာရှာခောက်ဆွဲစားနေရောသူ့ရဲ့ခေါင်းပေါ်မှာဘာမှမသိတဲ့ဂျပန်စကားလုံးကြီးပြုတ်ကျလာတာကိုတွေ့ရမှာပါအဲ့ဒီစီန်ကအန်နီမေထဲမှာတကယ်ပါရဲ့နော်ဒီစကားလုံးကြီးရဲ့အဓိပ္ပာယ်ကတော့ဂျပန်လိုဆိုရင်ဥစုဝါရီမြန်မာလိုဆိုရင်တော့ထိုင်နေစမ်းဆိုပြီးတော့အဓိပ္ပာယ်ရပြီးအန်နီမေထဲမှာဆိုရင်လည်းပဲခူရူမီယာအဲ့ဒီလိုမျိုးပဲအီနူယာရှာကိုစိတ်မကြည်မကြည်သလိုအနိုင်ကျင့်လေးရှိပါတယ်အတမဲထဲမှာတော့စကလုံးတွေကခေါင်းမော်နေပြုတ်ကြမလာဘူးဆိုပေမဲ့လည်းပဲဥစုဝါရီဆိုပြီးတော့တခိုးအမိတ်ပေးလိုက်ပြီဆိုတာနဲ့မျက်ခွက်နဲ့ကြမ်းမြင်နဲ့ရိုက်နေတာဖြစ်တဲ့အတွက်ဒါတွေကလုံးဝကိုမှ funny ဖြစ်တဲ့ movement တွေပါဒီအီနူယာရှာဆိုတဲ့ anime က1900ပြည့်နှစ်တည်းတော့ထွက်ခဲ့တဲ့ anime တစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့မကြားဘူးတာလည်းမဆန်ဘူးကျွန်တော်တို့မှဒီဗီဒီယိုလုပ်ဖို့အတွက်တိတိကျကျ like ကြီးမှတွေ့တဲ့ anime မျိုးပြီးတော့ပုံမှန်ဆိုရင်ဗျာဟိုတော့ကင်က anime နဲ့ collaboration လုပ်တယ်ဆိုရင် scale effect တွေကိုတိတိကျကျလုပ်ပေးတတ်တယ်ဆိုပေမဲ့ဒီ Inuyasha နဲ့ collaboration မှာတော့ scale effect တွေတိတ်ပြီးတော့ထည့်မပေးသလိုပဲမကနေရမယ့် graphic တွေ scale quality တွေအကုန်လုံးကိုလည်းအမြင့်ဆုံးမှာထားပြီးတော့စမ်းတာဆိုပေမဲ့လည်းပဲအရင်တော့လာခဲ့တဲ့ scale တွေကတကောင်လို့ပြောလို့ရမယ် Jujutsu Kaisen နဲ့ collaboration မှာတော့မှဒီထက်ပိုပြီး scale effect ကပါပါတယ် JJK နဲ့ collaboration လုပ်တော့ Itadori Yuji Skin ကတော်တော်လေးကိုမိမိုက်နေတဲ့အနေအထားမှာရှိပြီး main character ဖြစ်တာနဲ့အညီ scale effect ကိုတိတိကျကျလုပ်ပေးထားတယ်ဒီ Inuyasha ကျတော့ scale effect ကိုတိကျလုပ်ပေးမထားဘူးလို့ခံစားရတယ်ဗျာ scale သုံးတဲ့အချိန်မှာဆိုရင်လည်းပဲ anime တွေကဟာတွေကို reference ယူထားတာကိုတော့အသေးစိတ်လေးတွေ့ရရဲဆိုပေမဲ့လည်းပဲပြောရရင်တော့ဘာလို့လဲမသိပေမဲ့တိတ်ပြီးအားမရဘူးဗျာဒီမဲ့ဆိုရင်ကြည့် passage ရှိနေတဲ့အချိန် scale သုံးတဲ့အခါကျရင်လည်းလက်သေးလေးလောက်ပဲထွက်လာတာဘာညာဖို့ထားပါတော့ရေကင်းနဲ့တာသွားတာဆိုရင် ultimate ပဲရှိမယ် ultimate က passage ရှိနေတဲ့အချိန်သုံးမယ်ဆိုရင်တွေးမိနေကြတဲ့အတိုင်းပဲခင်းရ wave flying အကြီးပေါ်သွားတာကိုတော့အားရတယ်ပြီးတော့ဒီ scale ကိုမကြရတဲ့အကြောင်းအရာလည်းမဝင်နိုင်လို့ပေါ့ဗျာဒါပါပဲเนาะဆိုတော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ကြရင်လည်းမတူညီကောင်းပုံနဲ့ဟွန်နာအကင်ကွန်တက်တွေနဲ့အတူပြန်လာခဲ့ပါမယ်